ကိုတန်းစင်ကြောက်သွားတယ်လေခဏနေ17ရက်ဒီလားဆက်ရနေကနေရှင်းသွားတယ်လေခုံကထူးဆန်းတာတစ်ခုကတောက်ဆောက်စီလေးတွေမှာဒီလက်ကြီးကွာနေစရတဲ့တောက်ဆောက်ပါနော်ဒီဘုံနေနဲ့ကျဲကျဲတယ်ဒါပေမဲ့ထူးဆန်းတာတစ်ခုကအခုလာကျဲတဲ့ဒီကျွန်တော်တို့ခေါ်တာပါသူတို့ခေါ်တာပါစတာကလာဘုံထူးကစတာဘုံမှာထူးဆန်းတာကဒီမှာထိုင်းမိတ်လို့ရေးထားတယ်ဗျထိုင်းစာတွေပါနေတယ်ဒါဆိုရင်ဒါကျွန်တော်တို့ဒါထိုင်းနိုင်ငံတုပ်လို့ယူဆရတယ်ဗျနော်ဘာဖြစ်လို့ဆိုအရင်ကကျဲတဲ့ဟာတွေကဒီလိုထိုင်းစာသားတွေဒါသူခုနှစ်တွေသူ့ရတာထုတ်လုပ်ထားတဲ့ဒီနိုင်ငံပိုင်အမတ်သားတွေပေါ့နော်ဒါတွေကျွန်တော်တို့မတွေ့ရဘူးခုနောက်ပိုင်းမှာဒါထိုင်းကနေပြီးတော့မှထုတ်ထားတဲ့ဒါကြည်လို့ကျွန်တော်တို့ယူဆရတယ်နော်ယူဆရတာဖြစ်တယ်ပြောမယ်ဆိုရင်ဒါပြည်သူပိုင်းဆောက်ပြီးလို့လည်းဒီလိုမျိုးပေါ့ဒီအာနာရှင်ဒီနည်းအောင်လိုက်ပေါ့နော်အာနာတိုင်းစေအုပ်စုတွေကဒီကပြောနေတာကပြည်သူလူထုတွေကိုဒီလိုမျိုးပဲလေရင်အားကိုးနဲ့လက်ပြတ်နေရတယ်ကြည့်ရတယ်မြေပြင်မှာထိုးစစ်မှမဆင်နိုင်တော့တဲ့အခါကျွန်တော်တို့တွေ့ရတာကဒီပြည်သူလူထုကိုအကြောက်တရားနဲ့ပြည်သူလူထုရဲ့နေတဲ့အိုးအိမ်စီးစိမ်တွေဆက်ကြောင်းတွေပြားကြောင်းတွေနော်ဘာသာရေးစောက်အုံတွေကိုလိုက်ကျဲတာရွာတွေမှာလူနေတဲ့အိမ်တွေမှာကျဲတာကိုကျွန်တော်တို့တွေ့ရတယ်ဒါဆိုရင်ဒီလိုဘုံတွေဆိုနောက်ပိုင်းမှာအရန်သုံးလာတယ်ဒီဖြစ်စဉ်တိုင်းမှာဒီလိုဘုံတွေပါဝင်တယ်ကျွန်တော်တို့တွေ့ရတယ်ဒါခုခုပေါ့ခုနတော့ဆိုရင်ဒါအခွန်ပဲရှိရတော့သူအဲ့ဒီထဲမှာမှသူကဒီပေါက်ပွဲနိုင်တဲ့ဒီအလုံးလေးတွေအများကြီးဒါပါဝင်တယ်ကျွန်တော်တွေ့ရတယ်ဒါနောက်ပိုင်းမှာဆိုရင်ဒီလိုဟာမျိုးတွေတော်တော်သုံးလာတာကျွန်တော်တို့တွေ့ရတယ်ပြီးတော့နောက်ပေါင်900တော့ပေါင်1000ဘုံတွေကြီးသုံးလာတာကျွန်တော်တွေ့ရတယ်โอเคแค่ต้อง